တချင်းလေးတပုံတပုံဆိုလို့ popular ဖြစ်သွားပြီဆိုရင်ကိုပဲတကယ့်ကိုအနုပညာဆိုတဲ့စကားလုံးကိုဗဇက်ဖျားကမချတော့ဘူးသမီးတို့အနုပညာရှင်နေနဲ့သမီးတို့ကအနုပညာလုပ်တဲ့အခါကျတော့ဝေလေး450 100ကနေပြီးတော့အခုကြပြားစာမှုက9000ရတဲ့အထိဒီအနုပညာကြီးကိုတစ်သက်လုံးအစင်းရဲငှက်ပြတ်ခံပြီးလှုပ်လာတဲ့ကျွန်တော်တို့ဘာပြောရမှန်းမသိဘူးအခုကြပြားစာမှုက9000ကြပြားတစ်ပုဒ်ကို9000အဲ့ဒီကြပြားစာမှုက9000ကိုလိုချင်လို့ကြပြားဆရာတွေကြပြားရေးနေတာမဟုတ်ဘူးသိကြတယ်ကျွန်တော်ပြောခဲ့ဘူးလေဒါပေမဲ့အဲ့ဒီအဆန်လေး9000အတွက်နဲ့1500မကကြခဲ့ရဘူးပေါင်းလဲများပါပြီလို့အဲ့တော့ခုနကပြောနေတဲ့စကားတွေတမီးတို့အနုပညာရှင်တွေကတမီးတို့အနုပညာနောက်ဆုံးကျတော့အဲ့ဒီတမီးတို့အနုပညာရှင်ဘယ်ပေါ်ရောက်သွားလဲဂရင်ပေါ်ရောက်အရေးချင်းကိုပြုစုပြုထောင်ရမယ့်နိုင်ငံဟာပညာကိုအားပေးရမယ့်နိုင်ငံဟာအရေးပြားတစ်ထောင်နဲ့ငွေမြင်ရင်လင်လုံးမယ်ဆိုတဲ့စိတ်တွေနဲ့သူများအကြောင်းကိုနော်သူများအကြောင်းလည်းမပြောတတ်ပါစမစ်ဆက်ရာကွစီကွဆတော့မောင်နှမလေးတယောက်လက်ထပ်တယ်သူ့တက်က20ကျော်ဟိုပုဂ္ဂိုလ်က90လက်ထပ်ပြီးချင်းပြောတဲ့စကားကဟာနီမူဖြစ်လာကပါသွားမယ်ယူချက်ကွာတတိုင်းပြည်လုံးမှာစားစရာမရှိဘူးယူကျုံးမရအပူလုံးကြွတဲ့အချိန်မှာလာကပါသွားမယ်ဒေါ်လာ18တန်း2ယောက်ဆိုရင်36တန်းလာကဘာဟာသွားကျင်တိုင်းသွားလို့မရဘူး2နှစ်လောက်ကြိုပြီးတော့ဆင်းရင်သွင်းရတယ်အဲ့ဒီ2နှစ်အတွင်းမှာကျမကြီးတွေစီဝံသွေးလေတွေပြည့်စုံရတယ်ဂရာဖတီရှိတဲ့စွမ်းငင်အားကနေဂရာဖတီမဲ့တဲ့နေရာကိုသွားလာရော့18တန်းဝူးသွားမယ်ဆိုပြီးတော့ဗစကားစီးတယ်လို့သွားလို့မရဘူးတောက်ဒီငတုံးတွေသိပုံမပေါ်ဘူးပိုက်ဆံရှိရင်ဘာမစိုးလှုပ်လို့ရတယ်ဆိုတော့စိတ်တွေကဆွဲနေတော့ဟုတ်တာမဟုတ်တာအပါထားဟာနီမူဖြစ်လာကပါဘူးသွားမယ်ဒီအသက်20ကျော်နဲ့အသက်50နဲ့မြင်ချင်းနွားချင်းဆိုလို့ချစ်တယ်ဆိုတော့ဘယ်နည်းမှမဖြစ်နိုင်ဘူးနောက်ထပ်အဆက်မရှိတဲ့စကားတစ်ခုကိုပြောတယ်ကျုပ်ကမြန်မာနိုင်ငံမှာ9ယောက်မြောက်ချမ်းသာဆုံးကျုပ်ကမြန်မာနိုင်ငံမှာ9ယောက်မြောက်ချမ်းသာဆုံးနာမည်တက်ပြောရင်မကောင်းလို့သူ့တို့နာမည်ခံထားတဲ့အဲ့ဒီကုမ္ပဏီအစိုးရကိုပေးဖို့ရွှေပစ်တဲ့ချိန်1000ကျော်ရှိဟုတ်ပဲမိုးမီဆိုတဲ့နေရာမှာဆန္ဒပြနေတဲ့သူတွေအများကြီးရှိထားတော့ကျုပ်ကမြန်မာနိုင်ငံမှာ9ယောက်မြောက်ချမ်းသာကျွန်တော်တို့ကမြင်လိုက်တယ်တိုင်းပြည်ကိုကြောက်ထဲကြအောင်နှစ်သက်နှစ်အောင်လုတ်ခဲ့တဲ့တရားခံစင်းရင်တွေရီးတွက်ရင်တော့မင်းဟာ9ယောက်မြောက်တရားခံမယ်လို့ဒါကြောင့်ကျွန်တော်ကပတ်ဝန်းကျင်ကြီးတစ်ခုလုံးကပျက်စီးနေပြီလို့ကျွန်တော်ဆွဆွဲတာကျွန်တော်မိုက်ကန်ဆွဆွဲတာဟဲ့အယူစကားတွေလာမပြောနဲ့ဟဲ့တောမှာသွားပြောမင်းစကားတွေကငါတို့လူမှုဝန်းကျင်ကလက်မခံဘူးဆိုတဲ့အနေအထားမျိုးကိုရောက်အောင်ပညာဥဆောင်တဲ့နိုင်ငံတော်ဖြစ်အောင်စက်သေးရှိတဲ့နိုင်ငံတော်ဖြစ်အောင်ကျွန်တော်တို့သွားလိမ့်မယ်ပညာရေးကအားမကိုးရတဲ့အခါကျတော့ကလေးတွေသူတို့အောင်မြင်မယ်ထင်လို့လောက်ကြတာကျွန်တော်တို့အပြစ်ပြောစရာမရှိဘူးနှစ်ပေါင်း20ကျော်ကျွန်တော်ကြွရှင်ပြခဲ့တယ်ရုံးခန်းထဲမှာထိုင်နေတယ်ကလေးတယောက်ဘဝဆုံနဲ့ဝင်လာတယ်ရင်းနှီးတဲ့တစ်ပတ်ဘဝထုတ်ကလေးကပ်လေးကိုချလိုက်တယ်ဆရာဟေးဘဝရတဲ့နေ့ဟာဘဝပြတ်တဲ့နေ့ပါပဲဆရာကြီးဟာမင်းစကားဘာလဲကွာမင်းတို့ဒီစကားပြောဖို့ငါ10လအောင်သင်ပေးကြတာမဟုတ်ဘူးလေဒီကလေးကိုကျွန်တော်လာစာတွေတော့မယူခဲ့ပါဘူးနိပညာတက်ကတူကျောင်းသားပါဘီရတော့မှာပါအခုခဏစကားပြောတဲ့သူကသူ့ရဲ့ညီပါဘွဲရတဲ့နေရာဘွားပြတ်တဲ့နေပါပဲဆရာဖေးမုံမိုးမိတ်မုံမိုးရတယ်ဆရာကျောင်းပြီးတော့တောင်းလို့မကောင်းတော့ဘူးနင်တို့ဘွဲတော်ရနေပြီဟဲ့ခုချိန်ဒီမိဘကိုလက်ဖြတ်နေတုံးလားဆိုတဲ့စကားနဲ့ရတဲ့အလုပ်ဝင်လုပ်မယ်ဆိုတော့လေစာကြောင်းလေးတစ်ကြောင်းနဲ့တင်ကျွန်တော်တို့ဘဝတွေကကြေကွဲရပါတယ်ဆရာ။ဘာရေးထားလို့လဲ။လုပ်ငန်းအတွေ့အကြုံ3နှစ်ရှိရပြီဆိုတော့ခုမှကြောင်းပြီးတာ
အခုမှကြောင်းပြီးလာတဲ့ကျွန်တော်ကဘာအတွေ့အကြုံရှိမှလဲဆရာတကုံတက်ကတူမှာ3နှစ်တက်ခဲ့တဲ့အချိန်အတွင်းမှာ3နှစ်လုံးလုံးစာခိုးချတဲ့အတွေ့အကြုံကလွဲလို့ဘာရှိမှလဲဆရာသူ့ဘေးနာကနေပြီးတော့မျက်နှာငယ်လေးနဲ့တိတ်တဆိတ်ပါလာတဲ့ကောင်မလေးသူကလည်းဘောဝဆောင်နေတယ်တငယ်ချင်းနေရာမှာစာခိုးချတဲ့အတွေ့အကြုံရှိပါသေးတယ်တငယ်ချင်းရဲ့ငါကအဝေးတင်နဲ့ပြီးတာလေတဘာသာကို9000သွင်းရင်ခုံနံပါတ်ထိုးပြီးပြန်လို့ရတယ်ဆိုလို့ငါဖြင့်စာတော်ခိုးမချခဲ့ရပါဘူးတငယ်ချင်းရဲ့နေငါမှာစာကူးချတဲ့အတွေ့အကြုံရှိသေးတယ်တဲ့ငါကတော့တဘာသာကို9000ပေးရင်ခုံနံပါတ်ထိုးပြီးပြန်လို့ရတယ်ဆိုလို့စာကိုခိုးမချခဲ့ရပါဘူးတကယ်ချင်းဘွဲရတဲ့နေ့ဟာဘဝပြတ်တဲ့နေ့လိုမျိုးဖြစ်အောင်ပညာရေးကအားမကိုးရမှာတော့တိုင်းပြည်မှာအဲ့လိုပညာတတ်တွေမရှိမှအပေါ်ကအုပ်ချုပ်တဲ့သူကမင်းတို့ငါလောက်တတ်လို့လားမင်းတို့ငါလောက်သိလို့လားဆိုတဲ့ပုံပန်းတရာမျိုးနဲ့စေတနာဇုံးနဲ့လှုပ်ချင်တဲ့အခါကျတော့ကတ်တုံးဆရာကြီးလက်မနေဘူးချက်ချင်းမဆွဲတယ်တိုက်ပုံညီနဲ့ဝက်ချန်ထဲမှာတရားခံလူငယ်လေးတယောက်ပြစ်မှုထင်ရှားသဖြင့်အလုတ်ကျန်းနဲ့ထောင်တာ3နှစ်ချမှတ်သည်ခြေကွဲเสียဒရမာလွမ်းဆွေးရမှာ3နှစ်ချလိုက်တာအလုတ်ကျန်းနဲ့ထောင်အဲ့ဒီဝက်ချန်ထဲကကောင်လက်သီးလမောင်တိုင်ပြီးထအော်တယ်ဟေးပျော့တယ်ကွာလေအလုတ်လည်းရပြီနေစရာလည်းရပြီစားစရာလည်းရပြီသူ့ကိုအလုတ်ကျန်းနဲ့ထောင်တာ3နှစ်ချတာအလုတ်ကျန်းဆိုတော့အလုတ်ရပြီတဲ့ထောင်ထဲမှာနေရမှာဆိုတော့နေစရာလည်းရပြီတဲ့ထောင်တမဲထောင်ရင်တော့စားရမှာဖြစ်တဲ့အတွက်စားစရာလည်းရပါပြီတဲ့အဲ့ဒီလိုတိုင်းပြည်အဲ့လိုနိုင်ငံမှာလူငယ်တွေဟာပညာရေးကိုအလေးမထားတော့ဘဲနဲ့မှတ်မှတ်ရရဆိုကြမယ်ပြောကြမယ်မှာစုရတဲ့အောင်မြင့်မြတ်တညင်နီးပညာတက္ကသိုလ်ကကျောင်းသားကျွန်တော်မတက်ချင်မဲနဲ့တက်ရတာပါကျွန်တော်တချင်းပဲဆိုချင်တယ်အောင်မြင့်မြတ်ကျွန်တော်မှတ်မိလာပြီကောင်းလေးချောချောလေးဆိုတော့ကလေးတွေဘာဖြစ်မလဲနိနိခင်းစောမယ်လိုဒီဝါကနေတက်သွားတယ်ချမ်းချမ်းမယ်လိုဒီဝါကနေအောင်မြင်သွားတယ်ချမ်းချမ်းနိနိခင်းစောဖြစ်သွားတဲ့အခါကျတော့ဖဲချိုးဖြတ်မလား3သိန်းတချင်း3လေးဖို့ဆိုမလား5သိန်းရှိုးဆိုမလား5သိန်းကလေးတွေအတန်ကောင်းကြတယ်ဒီ3စားမရတဲ့ပညာရေးကိုမလုပ်တော့ဘူးလေဒီတန်လေးနဲ့ဒီရုပ်ကလေးနဲ့ဒီမှာ5သိန်းအလွယ်တကူရမှာကလေးတွေကိုကျွန်တော်အပြစ်မပြောပါဘူးဒီလိုဖြစ်အောင်နိုင်ငံတော်လူကြီးမင်းများမှာတာဝန်မရှိဘူးလားတိုင်းပြည်ရဲ့အနာဂတ်ဆိုရင်မင်းတို့လူငယ်တွေရဲ့လက်ထက်မှာမင်းတို့လူငယ်တွေကဆိုရင်တိုင်းပြည်ရဲ့အနာဂတ်ကိုဘယ်ကဲ့သို့ပဲချမ်းသာနော်နှစ်ဖူးရည်ဒူးရည်ကောင်းတဲ့လူကြီးများတော်တော်ပြောတတ်တယ်နှစ်ဖူးပြောင်ဒူးပြောင်လူကြီးများပိုပြောတတ်သေးတယ်အနာဂတ်ဆိုတာမရောက်သေးဘူးမရောက်သေးတဲ့အနာဂတ်ဟာလူငယ်တွေအတွက်ဆိုရင်လက်ရှိပြစ္ဆုတ်ပံကသူတို့လူကြီးတွေအတွက်ပေါ့မဟုတ်ဘူးလားအဲ့ဒီအနာဂတ်ကိုလူငယ်တွေကိုပေးခြင်းရင်လက်ရှိပြစ္ဆုတ်ပံကိုလည်းလူငယ်တွေကိုပေးပါလက်ရှိပြစ္ဆုတ်ပံမှာခေါင်းဆောင်ဖြစ်မှာအနာဂတ်မှာကျင့်သားရတဲ့ခေါင်းဆောင်တွေဖြစ်မှာပေါ့လက်ရှိပြစ္ဆုတ်ပံမှာအတွေ့အကြုံရှိမှအနာဂတ်မှာအတွေ့အကြုံရှိတဲ့ခေါင်းဆောင်တွေဖြစ်မှာပေါ့အနာဂတ်ကိုနေရာယူစေခြင်းရင်လက်ရှိပြစ္ဆုတ်ပံမှာတည်းကနေရာပေးဖို့လိုတာပေါ့အဲ့တော့ကလေးတွေဒီအရေးချင်းတဲ့စာရင်အရေးပြားတစ်ထောက်ကိုလိုလားတာဒီစာနေချေမဟုတ်ဘူးเนาะကျွန်တော်အရန်စကားများတဲ့လူတယောက်မဟုတ်ပါဘူးကျွန်တော်ဟာကိုယ်နဲ့မဆိုင်တဲ့နေရာတွေမှာလုံးဝရင်ကုန်နှုတ်ပိတ်နေပြီးတော့အိမ်ကမိသားစုဆိုအများအားပြောပါတယ်เนาะကျွန်တော်ဇနီးတဲ့ဝင်းမုံရွှေကြီးပေါ့လေအဲ့တော့အများအားပြောပါတယ်ဆိုတော့ကျွန်တော်နှမများရည်ကြတယ်သူများသားပြိုတပီးပြိုစော်ကားတာမဟုတ်ပါဘူးကျွန်တော်ဇနီးကကျွန်တော်ချစ်စနိုးနဲ့ရွှေရီလို့ခေါ်ပါတယ်လွန်ခဲ့တဲ့နှစ်20ကဘာပေါ်မှာသူအလှဆုံးပေါ့ခုတော့ပြင်ဘာဖြစ်တယ်မသိဘူးကဘာပေါ်မှာသူကလွှဲရင်မိမတွေအကုန်လုံးကြည့်ကောင်းနေပါတယ်အဲ့ဒီစလင်းဘော်ကြီးရွှေရီလေးကနှစ်20လောက်ပေါင်းပြီးတဲ့အခါကျတော့ဝက်တကောင်လုံးဝလာပါတယ်မျက်မှန်ကြီးတကားကနေမျက်စိကလည်းမှုံပါတယ်ဝက်လိုဝပြီးမျက်စိမှုံတဲ့ရွှေရီမို့လို့ကျွန်တော်သူ့ကိုဝက်မှုံရွှေရီလို့ခေါ်ပါတယ်မင်းသမီးလေးဝက်မှုံရွှေရီနဲ့မဆိုင်ပါဘူးဇနီးတွေကပြောပါတယ်ရှင်အိမ်ရောက်ရင်သိမပြောဘူးနော်တဲ့မောပြီမိမရဲ့တနင်္ဂနွေလုံးပတ်ပြီးပြောလာတာမောပြီအခုကျွန်တော်စကားများနေတာမဟုတ်ပါ